ကိုတော့လေညီလေးကိုတော့လေတခုခုတော့လှုပ်လိုက် ကိုကြီးညီလေး ဘယ်တော့ထူအောင်မတော့ဗျာကိုကြီးညီလေး ကိုကြီးရဲ့ညီလေး ကပြောဘာလဲ ဟာကျုပ်လိုချင်လို့ အေးကျုပ်လာဝင်နေဟဲ့ တပိတ်တာဘယ်လောက် အော်ကျုပ်ကရောင်းသလားကျွန်တော်မရောင်းဘူးလေကကျုပ်ကပိတ်တာလိုက်ဘာမှရောင်းလို့ကျွန်တော်ကိုပြောဒီမှာတိုက်ချက်တွေမွေးတာဗျာကြက်တကောင်ပေါက်ဖို့ဆိုတော့ဟဲ့မအဲ့ကျုပ်အစံချောင်းဝါမှဆိုတော့တညာနဲ့ရွှေ့ရင်တော့အသာဒီလိုရွှေ့ယူရတယ်ဒါအောင်များကျုပ်ရောင်းမလားစိုက်မတော့ဝယ်လိုက်သွား မိမဟာပွိုင်လေးကြော်စားချင်လို့ ဟာပွားရဒီတိုက်ချက်ဦးမရသလား ငါလည်းပိန်နေလို့ကွာအဲ့ဒါမိမကပြောတယ်ပိုးတီလေးပြုတ်တော့လိုက်ပါလားတဲ့ ကဲစိုက်မတော့ဝယ်လိုက်သမှာဗျာ ဆိုင်ကဘယ်နှမှာဆိုင် อ๋อရွာထဲမှာတွေ့ရဆိုင်ဝင်လိုက်လေ ဟိုမှာထိုင်ကုန်ကြီးမတွေ့ဘူးလား နီနီကက်ကက်လေး မပြောချင်ဘူး ဟုတ် ဟုတ်လားဘာမလို့ရှိတော့လာတာမပြောချင်ဘူးနော် ဟေး ဟိုမနေ့ကတော့ကိုအောင်ဝင်းခိုင်းတာလေခုနှစ်ဘွဲ့ရှိဘွဲ့ခိုင်းလိုက်တဲ့ကြက်ဖာကြီးလေ ဟာ ကိုရှိမှဆိုဟုတ်လား အော်ဟုတ်တယ်ရင်းနည်းနည်းရင်း မဟုတ်ဘူးလေရင်းတာဘရောအဲ့ကျက်အိမ်မဝေးတာဟုတ်လား ဟုတ်တယ်သူလာပို့တာလေရင်းတယ်ဒါရင်းတယ် မဟုတ်ဘူးလေရင်းတာကိုပြောတယ်မဟုတ်ရှိလားမရှိလားအဲ့ဒါမေးတာရှိလား ရှိတယ်ရင်းလို့ ရင်းအောင်ထားလိုက်ရှိဖို့ပဲလို့လားရှိတယ်မလား ရင်းတော့နော်ရှိတယ် ရှိတယ်ပြောဟိုကျမတွေ့မတွေ့ ဟမ် မွေးဘက်ယူရမလား ဘုဘက်ကဘယ်နှမှာ ဩမွေးဘက်ဆိုတာဗျာအကူနဲ့ကျွန်တော်နဲ့အဲ့ချက်မတယောက်တော့တယောက်တော့ အေးဘောတကယ်ဘော ဘောကောင်းတော့အကျုပ်လေးလာဟိုတော့ကျမတကောင်လုံးပေးလိုက်တယ်လက်ဆောင်ပေးတာဟုတ်လား လက်ဆောင်ပေးတာမဟုတ်ဘူးလေတယောက်တော့အေးဘောဒါပဲတော့ဟာကျေးဇူးပဲရှုပဲဘယ်တော့ပေးမှာ အခုယူရလေ အခုပေးမှာ အေးဘောဖမ်းမလွတ်တော့မှာဆိုလို့ ဘောကောင်းတော့ကွာငါမိမတော့ပြောတော့မှာပဲအေးဒီကပေးတာဒီကပေးတယ်အေးဒီကောင်အေးပြတ်တော့ဟလား ဘယ်လိုအိပ်ပဲတော့ဒီလိုလေးပိုက်သွားလိုက်လေညင်သားလေးဩညင်သားလေးယူပါဘော တယောက်တော့ပဲဥစား တယောက်တော့သိတယ်ညင်သားလေးယူပါသိသွားမှာဆို အေးတေဝါမကောင်လက်ဆက်တယ်ပဲဒါပဲနော်တယောက်တော့နော် တယောက်တော့ အမိမတော့ပြောပြီတယောက်တော့တော်ပြီ တယောက်တော့လေအော်မင်းတို့ဥရအားတော့မင်းဘာလို့သွားပြီးတော့မျိုးကောင်းနေချိန်တော့ပေးတာလေဟေးဒီကွာ12သိန်းတော့ပေးရတဲ့ဟာကို ဟေ့ရောမင်းတို့ငပိန်းနေငတ်တူတွေနော်ရောက်ခင်းလိုက်ဆိုချက်သမားလား မဟုတ်ဘူးလေ အေးအဲ့ဒါပဲအေးမင်းတို့ငါမွေးဘက်ပေးလိုက်တယ်ဆိုရင်မွေးလာတဲ့ကလေးကိုငငယ်တွေကကြက်ရဲ့ခွက်လက်ကိုကြည့်ပြီးတော့ဒီချက်ကကောင်းတယ်ငါယူမယ်ဟိုချက်ကကောင်းတယ်ငါယူမယ်ဆိုငါယူပြီးချက်ညက်နေပဲရောက်မှာပေါ့အေး तू ကချက်သမားမဟုတ်သူ့ကိုပေးလိုက်တဲ့ကကြောင့်မွေးလာတဲ့ကလေးတွေတယောက်တစ်ဝက်ဆိုတော့ तू ကချက်မှာပဲစိတ်ဝင်စားမှာအဓိကပူစားချင်တာလေအေးအဲ့လိုလူ